အားလုံးပဲမင်္ဂလာပါမိန်းမဆိုတာကိုဘဝကိုရက်တည်နိုင်ရင်ဘယင်မပါပဲမိန်းမတစ်ယောက်ဟာယောက်ျားတစ်ယောက်ရဲ့မျက်နှာရိပ်မျက်နှာကဲကိုကြည့်နေရတဲ့ယူမိန်းမတစ်ယောက်ရဲ့ဘဝမျိုးကိုအဖြစ်မခံပါနဲ့ယောက်ျားတစ်ယောက်ကိုမိခိုကပ်ရက်နေရမယ့်နှုံချာမိန်းမတစ်ယောက်ရဲ့ဖြစ်မျိုးကိုအရောက်မခံပါနဲ့ယောက်ျားတစ်ယောက်ပေးကမ်းထောက်ပံ့မှမျက်နှာလေးငယ်ငယ်နဲ့သုံးဆွဲရမယ့်ဥတူမိန်းမတစ်ယောက်ရဲ့အနေအထားမျိုးကိုမရောက်ပါစေနဲ့ပြည့်စုံချမ်းသာပြီးငွေရှာနိုင်တဲ့ယောက်ျားတစ်ယောက်ကိုအတွက်အချက်ကောင်းကောင်းနဲ့ရွေးချယ်လိုက်တဲ့မိန်းမတစ်ယောက်ရဲ့ဘဝတစ်လျှောက်လုံးစိတ်ချမ်းသာပျော်ရွှင်မှုရမယ်လို့ထင်နေပါသလားယောက်ျားတစ်ယောက်ကိုအရိပ်အကဲကြည့်ပြီးအောက်ကျနေရမယ့်မိန်းမတစ်ယောက်အဖြစ်ရက်တည်နေမယ့်အစားကိုယ့်ရဲ့အရေးအချင်းနဲ့ကိုယ့်ဘဝကိုရက်တည်နေနိုင်တဲ့မိန်းမတစ်ယောက်ရဲ့ဘဝကပိုလို့ဂုဏ်တင့်တယ်လို့ယောက်ျားတိုင်းကလည်းအထင်ကြီးလေးစားကြပါတယ်မိန်းမဆိုတာကိုယ်မာနနဲ့ကိုယ်ရက်တည်ရှင်သန်နေနိုင်ရပါမယ်တနေ့ဘယ်သူဘယ်ဝါရဲ့ဇနီးပါလို့ထုတ်ဖော်ပြောရမှာထက်ကျမကဘယ်သူပါလို့ရင်ကော့ခေါင်းမော့ပြီးထုတ်ဖော်ပြောနိုင်တာကကိုယ့်အတွက်ပိုလို့ဂုဏ်ယူစရာကောင်းပါတယ်ကိုယ်ပိုင်အရေးအချင်းရှိသောမိန်းကလေးများဖြစ်နိုင်ကြပါစေစိတ်နှလုံးအေးချမ်းကြပါစေအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါသည်